ဝတ်သားဘူဒီဆန်ပြုတ်ချက်နေဆန်15 gram မချက်ခင်ကလေးဆန်လေးကိုတနာရီကျူစိန်ထားရင်ကောင်းပါတယ်တရုတ်ဘူဒီ15 gram ရွှေဖြုံတီတို့လည်းခေါ်ပါတယ်တရုတ်ရွှေဖြုံတီလည်းခေါ်ပါတယ်ချက်ပြီးအေးခဲထားတဲ့ဝတ်သားကလေးတွေကို15 gram ထည့်လိုက်ပါတယ်ရေ100 ml